လူမှုကွန်ရက်မှာလူသိများကြီးပျော်ပျော်နေတတ်တဲ့ LGBT တူဦးထီသူအေယာဝရီမခေါ်ကိုတင်ဇွန်ထွေးတယောက်ရက်ဆက်ဆက်တက်ချခံလိုက်ရတာပါလေ။ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲ။ဒါဟာမုန်းတီးမှုကြောင့်လား။ဒါမှမဟုတ်နောက်ွယ်မှာတခြားရှုဝှက်ချက်တွေရှိနေတာလား။2026ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာကိုတင်ဇွန်ထွေးရဲ့ရုပ်အလောင်းကိုလူသူကင်းဝေးတဲ့တောင်ရကင်းထဲမှာတွေ့ရှိခဲ့ရပါတယ်။ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရဦးကောင်းမှာမာကျောတဲ့အရာဝတ္ထုနဲ့အချင်းချင်းရိုက်နှက်ခံထားရတဲ့အကင်းခန္ဓာကိုယ်အကောင့်မှာလည်းထိုးနှက်ခံထားတဲ့ဒဏ်ရာတွေတွေ့ရှိခဲ့ရပါတယ်။ဒါဟာရုတ်တရက်ထိပွားတဲ့ရန်ပွဲမဟုတ်ဘဲတေချာပေါက်ရည်ရွယ်ချက်ရှိတပ်ဖြတ်ခဲ့တာလို့ကောက်ချက်ချနိုင်ပါတယ်။အခုဆိုရင်ထိုင်းရဲတပ်ဖွဲ့ကဒီအမှုနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသား၄ဦးကိုအဓိကတန်တရားရှိသူတွေအဖြစ်ဖမ်းဝေရန်ထူထားပါတယ်။သူတို့ဟာအခင်းဖြစ်ပွားပြီးနောက်မှာချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့တာသူတွေပါ။အခုခါမှာတော့တရခင်တွေဟာနေဆက်ဖြတ်ကျော်ပြီးမြန်မာနိုင်ငံဘက်ကိုပြန်လဲထွက်ပြေးသွားမှစိုးရိမ်ရတာကြောင့်နေဆက်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးအပူတပြင်းပိတ်ဆို့ရှာဖွေနေကြပါတယ်။ကိုတင်ဇော်ထွေးခေါ်အေယာဝရီမဟာလူတိုင်းနဲ့တိတ်အောင်နေတတ်သူဖြစ်လို့ဒီသတင်းကမဲဆောက်ရောက်မြန်မာလူသားတွေကြားမှာအယံကိုရိုက်ခတ်သွားပါတယ်။အထူးသဖြင့် LGBT အတိုင်းဝိုင်းထဲမှာငါလူတွေဟာမတူကွဲကားသူတွေဖြစ်နေလို့အခုလိုအနိုင်ကျင့်တပ်ဖြတ်ခံရတာလားဆိုတဲ့စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ဒါဟာလူအခွင့်အရေးနဲ့လုံခြုံရေးအတွက်မေးခွန်းထုတ်စရာဖြစ်လာပါတယ်။လက်ရှိမှာတော့ထိုင်းအာဏာပိုင်တွေက CCTV မှတ်တမ်းတွေနဲ့တပ်တွေတွေကိုအသေးအတန်းစုဆောင်းနေစေပါကျူးလွန်သူတွေကိုအမြန်ဆုံးဖမ်းဆီးရမိပြီးထိရောက်တဲ့ပြစ်ဒဏ်ပေးနိုင်မှုလူမှုကွန်ရက်ပေါ်မှာလည်းဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။တည်ဆုံးသွားသူကိုတင်စောထွေအထက်တရားမျှတမှုအမြန်ဆုံးရရှိပါစေလို့ကျွန်တော်တို့ Knowledge Orbit ကနေဆုတောင်းပေးလိုက်ပါတယ်